တာလီစောပါအားလုံးမင်္ဂလာပါရှင်ဒီနေ့တော့အိမ်မှာကတက်ညွတ်နော်ဒါကလေကတက်ဥရဲ့အပင်အညွတ်ကတက်ညွတ်ဒီလိုအချိန်ဆိုရင်လေးလပိုင်းအဲ့လိုမျိုးဆိုလို့ရှင်ကတက်ညွတ်နေစားရပါပြီကတက်ညွတ်လေးကိုမှအခုအတူကိုပေါ့နော်ပဒတ်စာလေးနဲ့ရောပြီးတော့ချက်စားမှဖြစ်ပါတယ်ဒါလေးကတော့ပဒတ်စာလေးပါပဒတ်စာရောကတက်ညွတ်ပေါ့ဒီလိုမျိုးလေးလပိုင်းဆိုလို့ရှင်စားရပါပြီအဲ့လိုဆိုလို့ရှိလို့ရှင်တော့စပြီးတော့ချက်မယ်ဆိုရင်ဒီကတက်ပဒတ်စာကြောင့်လေသူ့ရဲ့ဒီအထက်ကသဲလေးတွေကနည်းနည်းပြောင်းစေးရတယ်ပေါ့နော်ဒါမှပဲသဲလေးမကိုက်ပဲနဲ့စားလို့ကောင်းမှာပါပြီးလို့ရှိလို့ရှင်တော့ကတက်ညွန့်လေးတွေကိုလိုတလို့အရွယ်စားလေးတွေဖြတ်ထားလိုက်ပါမယ်ကတက်ညွန့်တွေဖြတ်ထားပြီးပြီဆိုတဲ့အခါကျလို့ရှိလို့ရှင်တော့ပဒတ်စာတွေကိုလည်းကြီးလို့ရှိလို့ရှင်ပေါ့နော်ခွဲချမ်းထားလိုက်မယ်ဒီလိုမျိုးလေးတည်လေးတွေဖြစ်သွားအောင်လို့ပါနှစ်ခုစလုံးဒီလိုမျိုးအစင်သင်းဖြစ်ပြီဆိုလို့ရှင်တော့စပြီးတော့ချက်လို့ရပါပြီစပြီးတော့ချက်မယ်ဆိုရင်သူ့ကိုရခိုင်ဟင်းချက်မှဖြစ်တဲ့အတွက်နဲ့ငရုတ်သီးစိမ်းလေးရယ်ပြီးတော့ကြက်သွန်နီလေးရယ်ကြက်သွန်နီကတော့များများလေးထည့်ရအောင်ဒါကြိုက်လို့ထည့်တာပါတကယ်တော့ကြက်သွန်နီလေးတွေကမထည့်ရင်လည်းရမယ်ထင်ပါတယ်ပြီးပြီဆိုလို့ရှင်တော့အရင်ဦးဆုံးကတဲ့ရိုးတွေကိုအရင်ထည့်မယ်ကတဲ့ညွန့်ကိုအရင်ဆုံးချက်ရပါမယ်ဘာလို့ဆိုတော့သူကနည်းနည်းလေးမာတယ်ပေါ့နော်မာတယ်ဆိုတာလေခုနကပဒတ်စာထဲစားလို့ရှင်သူကနည်းနည်းမာတယ်အဲ့လိုမျိုးပေါ့အဲ့တော့လိုတလောက်ရေကိုထည့်မယ်ပြီးပြီဆိုတဲ့အခါကျလို့ရှိလို့ချင်းငပိနဲ့ငယ်ထည့်မယ်ငရုတ်သီးစိမ်းခွဲချမ်းထည့်မယ်ပြီးတော့ဆွမ်းနာတော်ကပါလီထားတဲ့ကြက်သွန်နီတွေကိုထည့်မယ်ဒီနေရာမှာကြက်သွန်နီတွေမထည့်ရင်လည်းရတယ်ထင်တယ်နော်ဒီတိုင်းလေးပဲငရုတ်သီးစိမ်းနဲ့လှော်ဆိုင်လည်းရတယ်ထင်တာပဲဒါပေမဲ့ဒီကြက်သွန်နီတွေထည့်ခါကျတော့ပို့ပြီးတော့ကောင်းပါတယ်ပြီးတော့စားအချုံမုံထည့်မယ်ပြီးတော့စီလေးနည်းနည်းထည့်မယ်စီမပါပဲလေဒီလိုအပင်ချီချီလေးတွေဒီလိုမျိုးတူလေးတွေမဖြတ်ပဲနဲ့ပေါ့နော်ရှည်ရှည်လေးတွေဖြတ်ပြီးတော့အပင်လိုက်ကလေးစီမပါပဲနဲ့လည်းလှော်စားပါတယ်ဒါလေးကတော့အကုန်လုံးပြီးတော့ရောသမသွားအောင်လို့မှွေထားပေးလိုက်ပါမယ်ဒီကတဲ့ရိုးရဲ့အရသာဘယ်လိုမျိုးလေးရှိလဲဆိုတော့ तू ကလေဘယ်လိုလဲရှိုးတယ်ထင်တယ်ဒီစားလို့တော့တော်တော်လေးကောင်းပါတယ်ကြိုက်တဲ့သူရှိသူတော့မကြိုက်တဲ့သူလည်းရှိမှထင်တာပဲပေါ့နော်ပြီးတော့နောက်ဆုံးမှတော့စီလေးထည့်လိုက်မယ်စီထည့်ပြီးပြီဆိုလို့ရှိရင်တော့သူ့ကိုစပြီးတော့ချက်ထားပေးလိုက်ပါတော့မယ်ဒီလိုမျိုးအချိန်မှာဆိုလို့ရှိလို့ရှိရင်ပေါ့နော်အရေရခံသွားပြီကတက်ရိုးတွေကလည်းနူသွားပြီဆိုတဲ့အခါကျလို့ရှိလို့ရှိရင်ပဒတ်စာလေးထည့်မယ်ပဒတ်စာလေးထည့်ပြီးတဲ့အခါကျတော့မှွေထားပေးလိုက်မယ်ပဒတ်စာလေးကလေမစားရတာတော်တော်လေးကြပြီးမှလားမသိဘူးအရင်ကမှွေးနေရပဲအချောက်တွေတော့စားရတယ်ဒါပေမဲ့ဒီလိုမျိုးအစိမ်းရကြတော့မစားရဘူးပေါ့နော်ဒါဒီနှစ်ပဲ2025မှာပဲစားရတာပါဒီလိုမျိုးပဒတ်စာလေးနဲ့တာနဲ့ရောပြီးသွားပြီဆိုလို့ရှိရင်တော့နောက်ဆုံးမှလေသူကအယောင်လေးတော့တိတ်မထွက်သေးဘူးဒါပေမဲ့ဒါမကြီးမဲ့လေခုနထည့်တာမကြီးမဲ့ပေါ့နော်ရှင်နေနဲ့ထည့်တာပါမကြီးမဲ့လေးထည့်ပြီးဆိုတော့သူကလည်းအယောင်လေးကအနီယောင်လေးနည်းနည်းပြန်ပြီးတော့တက်လာတယ်ပေါ့နော်အဲ့ခါကျမှသူကအဆောင်ကအစိမ်းတုံးကတော့ညီညီလေးရှိပြီမဲ့ရှက်နေတုံးမှတော့သူကအစိမ်းရောင်လေးပြီးတော့ဒီလိုမျိုးအနီယောင်လေးနည်းနည်းထက်တက်လာပါသေးတယ်ဒါဆိုလို့ရှိရင်တော့အရင်မှမှွေးပြီးတော့စားလို့ကောင်းတယ်ကတဲ့ညွန့်နဲ့ပဒတ်စာလှော်လေးရပါပြီလှော်ဆိုမဲ့သူကလည်းအရေးဆက်လေးပေါ့နော်အရင်နဲ့မှအရေးချအောင်လို့မလှော်ထားပါဘူးရှင်ပြီးလို့ချင်းပေါ့နော်တဲဥစားရတော့လေငရွှေမီးကင်မှာပဲကြဆန်လေးနဲ့ဟင်းချိုလေးချက်ထားပါတော့နည်းနည်းပင်လေးအုပ်ပြီးတော့ဒါလေးကလည်းအရင်နဲ့မှစားလို့ကောင်းပါတယ်ဗီဒီယိုလေးတွေကိုဆုံးဖြတ်ကြည့်ပြီးတော့လည်းကျေးဇူးများရွက်တင်ပါတယ်ရှင်